ကဲ့ပါဒီဖုန်းနံပါတ်လေးကလူချင်းမင်းကိုယ်တိုင်ကန်ဆောင်ထားတဲ့ဖုန်းနံပါတ်လေးပါလားခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အကြံဖန်ကုမ္ပဏီကနှစ်တစ်ကူလက်ဆောင်အဖြစ်မဲနိုင်လိုက်တဲ့အခါမှာလူချင်းမင်းရဲ့ဖုန်းနံပါတ်လေးက iPhone 16 Pro Max လေးပေါက်ပါတယ်ခင်ဗျာအဲ့တော့ဘာဖြစ်ဟုတ်ကဲ့အဲ့ဒီဆုလက်ဆောင်လေးကိုလူချင်းမင်းကိုယ်တိုင်ထုတ်ယူဖို့ဆန္ဒရှိပါသလားခင်ဗျာလူချင်းမင်းအနေနဲ့ဆုလက်ဆောင်တွေကျွန်တော်တို့ကုမ္ပဏီကိုတပြားတစ်ချမ်းမှာပေးစရာမလိုပေမဲ့လို့တန်ခါကကတော့ဘောပဲရမရအောင်ဘောပဲဘတ်စကတ်ဘောကုန်နေလို့ဒီနေ့ရေမချိုးချင်ပါဘူးဆိုတရိတ်ဆိုင်ရုံမှာဧည့်သည်ကြနေတော့တစ်ခေါက်ပြီးတစ်ခေါက်ရေချိုးပြနေရတာချမ်းချမ်းစီစီနဲ့ကြာရင်အေးမိတော့မယ်လူမသားတွေလည်းသူတို့ကြတော့အနှွေးတယ်နဲ့လာပြီးငါတို့ကြတော့ခဏခဏရေစင်းကူးခိုင်းနေတယ်ချမ်းပါလေဆိုမှကိုချင်းကမစားယိုဟိုနေကငါကိုခဲနဲ့ထူသွားတဲ့ကောင်ငါတို့အင်ရှိရှောင်းလာပြီးငါကခြေလေးချောင်းမင်းကခြေနဲ့ချောင်းငါကခြေလေးချောင်းမင်းကခြေနဲ့ချောင်းငါပဲလိုက်နိုင်မလားမင်းမပြေးနိုင်မလားသူနဲ့မတွေ့ခင်တော့ဘာပြောမယ်ညာပြောမယ်စဉ်းစားထားပြီမယ်အခုလို့ထိတ်တိုက်တွေ့တော့ဘာမှမပြောရတော့စကားတွေပါတစ်လာပြီငါတယ်လေးဘယ်တော့မလို့လဲအားရှိလာပြီကောင်းကွာနဲ့အမချုံလဲမချုံငံကြည့်နဲ့မထိတထိနဲ့လာပြီးသူများအသားယူနေမတော်တဆထိမိတာပါဗျာခင်ဗျားတို့စင်မနေရလဲဒီလိုမကန်နဲ့ကျွန်တော်နောက်တစ်ခါဒီလိုမကန်နဲ့ပါဇက်နဲ့ပြောဒီလိုကန်လို့မရဘူးငါတို့မြောက်ကိုရီးယားတိုးတွေကပိုကောင်းပါနဲ့ငါတို့တောင်ကိုရီးယားတိုးတွေကပိုကောင်းပါလားရမြည်ကြီးအမလေးမှတ်ပြီလားဒါတော့ငါနင်းလို့အရှိန်မယူဘူးနော်ငါဟန်ချက်ပြတ်သွားလို့ပါဟဲ့နောက်တစ်ချီထပ်တိုက်မလားနဲ့ငါနဲ့ရတယ်စိန်ခေါ်လို့ကတော့စောင်းဟီသူတို့ကတိမ်မော်ထိတိုက်ပြီးသားပဲဟဲ့အမလေးကင်မေသူတို့ကလည်းခေါင်းပေါက်ချင်ပေါက်ပါစေနိုင်ငံအတွက်တော့တိတ်ခါကြမခတ်ဘူးဟဲ့အခုလိုခွေးတန်းစားမခွဲကြဘဲနဲ့စတူဒီတာကျွေးကြတဲ့အလူရှင်တွေကိုဦးကကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးဒါမျိုးအလူတွေမရှိရင်ကိုဦးကတောင်းစားဖို့ဒီစဉ်းစားထားပြီးသားမမလည်းလူကြားထဲမှာအဘွားပေးခိုင်းမြန်ပြီရှက်ပါတယ်ဆိုတခါပဲရမယ်နော်ခဏလောက်မနာခိုင်းနဲ့နွားလဲလူပဲရှက်တတ်တယ်ကိုရီမရနိုင်တဲ့ဘဝတွေခွေးဖြစ်တာချင်းအတူတူတော့သခင်ရဲ့ပြုစုရမှုကိုခံရတဲ့ဘဝတွေပါလားငါလည်းခွေးပါပဲကွာဒါပေမဲ့တစ်ဖက်ကကြည့်ရင်လည်းကောင်းပါတယ်လေဘင်းမှာကျိုးဆွဲခံပြီးတော့သခင်လူကြဟောင်း